ကျွန်တော်မိတ်ဆွေဗုဒ္ဓသားသမီးများအားလုံးပဲမင်္ဂလာပါခင်ဗျာဧပြီလ10ရက်နေ့ကနေပြီးတော့ဧပြီလ14ရက်နေ့ဒီဗုဒ္ဓသားသမီးအတွက်တပတ်စာဟောစတန်ဖြစ်ပါတယ်ဒီရက်တွေမှာပြဿနာတွေတစ်ခုပြီးတစ်ခုဖြေရှင်းရတတ်ပါတယ်မီလီယက်စစ်ထိခိုက်မှုလေးတွေလည်းသတိထားသင့်ပါတယ်နော်ခရီးကံကတော့အထူးကောင်းမွန်တဲ့အချိန်ပါပဲရဝေးပြပခရီးကံအကျိုးထူးမဲ့အချိန်လေးလည်းဖြစ်ပါတယ်ရဝေးကအဆက်အသွယ်အကောင်းတွေအကူအညီကောင်းတွေရလာတတ်ပါတယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်တာကွဲကွာနေသူနဲ့ပြန်ဆုံရတာအိမ်ယာရုအလုပ်နေရာကိစ္စတွေအောင်မြင်တာလေးတွေကြုံတွေ့ရတတ်ပါတယ်အသီးနှံတစ်တန်တို့ရေရွက်ကုန်ပစ္စည်းအိမ်ဆောက်ပစ္စည်းကိစ္စတွေလည်းအထူးကြိုးပေးတဲ့အချိန်လေးဖြစ်ပါတယ်မြေမွေဖုံးပညာရေးကိစ္စတွေမတင်မကျဖြစ်ပြီးမှအောင်မြင်သွားတတ်ပါတယ်အထက်ထိပနက်စာချုပ်စာတမ်းကိစ္စတွေကတော့ဒီရက်ထဲမှာခိတ္တခဏမလုပ်သေးပါနဲ့ဦးနော်ငွေအဝင်ထွက်ချမ်းတွေလည်းရက်တွေဖြစ်ပါတယ်အိမ်အောင်ရှင်တွေကတော့စိတ်ချမ်းသာရာမှုရရှိကြပြီးတော့ချစ်သူရည်စားနေရအတွက်ချစ်သူရည်စားတွေအတွက်ကတော့ခွဲခွာကိန်းတွေကြုံတွေ့ရတတ်ပါတယ်နော်အဲဒီတစ်ပတ်ထဲမှာဗုဒ္ဓသားသမီးတွေကံကောင်းစေတဲ့ကဏ္ဍတွေကတော့1တို့6တို့စတဲ့ကဏ္ဍတွေကကံကောင်းစေတဲ့ကဏ္ဍလေးတွေဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ထဲမှာဗုဒ္ဓသားသမီးတွေကအညံ့အခိုက်တွေပြီးပြောပြီးကောင်းကျိုးချမ်းသာရရှိစေဖို့ကရေနဲ့ပတ်သက်တဲ့အလှူဒါနတစ်ခုခုကိုပြုလုပ်ပြီးတော့လိုရာဆူတောင်းလိုက်ပါခင်ဗျာကျွန်တော်မိတ်ဆွေဗုဒ္ဓသားသမီးများအားလုံးပဲအောင်စေပိုင်စေနိုင်စေပါခင်ဗျာ